ဟုတ်ကဲ့ဒီနေ့ကတော့တောင်းကလာမြို့နယ်မှာရှိတဲ့စုမီနေမှာကျွန်တော်တို့တာရာဆိုစင်တန်ကို first day salad နဲ့ first day training တွေလုပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ထည့်လိုက်ကြည့်ပေးကြပါဦးခင်ဗျာ